နေတာအခုအချိုးမပြေဘူးဖိုးကောင်မလေးဒီနေ့တော့တွေးမလို့တဲ့ မဟုတ်တာကျမသာကောင်းမလေးပြတ်သွားပါလို့ရှင်ရလဲ ဟာမပြတ်လို့မဲ့နေသမီးရွာထဲမှာသတင်းကြားလာတယ်အဲ့ဇာနီကတော့တွေးမလို့တဲ့သူ့ကောင်မလေးနေခေါ်တာအဲ့ကောင် ဟုတ်တယ်လေအမေရလဲ တာရဲ့ဇာနီကို နေပြီလို့ ဖေးငါတတ်တာလေ ငါတမ်းမင်းဘလို့ပြတ်သွားတော့ဟာအမတာဖဲသွားဘူးလေတာ ဖေးလူစရာမျိုးကတော့ခါလေးလဲကိုယ်စိတ်နဲ့ကိုယ်ပဲဘို့ဟုတ်တယ်နော် ဘာပြတ်သွားအေးတာပြောပါကိုစိတ်နဲ့ကိုဟုတ်တယ်လေမင်းလည်းမစင်းနဲ့မင်းငါလည်းငါစင်းနဲ့ငါပြီ ဒါလေလောကီကိုစိတ်ကုန်လောကုတ်ရတာတရားကိုပွားဖို့ရောဦးစီကိုပွားတရားပေါ်မှာပွားရမယ်ဖေး တာ ဟာ မင်းတကယ်ပြောတာလား တကယ်ပြောနေရဖေး လောကီကိုစိတ်ကုန်ပြီးတော့လောကုတ္တရာတရားတွေကိုစူးစမ်းအားထုတ်ဖို့ရအတွက်ရွာဦးစီတွေကိုသွားမလို့ဟာအဖေလိုချင်နေတာအဖေမြင်ချင်နေတာမင်းဒီလိုပုံစံလေးငါသားရအေး ရေလူဆိုတာမျိုးကတော့ အေး ဒီမျိုးပဲတေမျိုးတွေကြည့်ပါပဲဗျာဖေး စောက်ကြည့်စောက်ကြည့်လာတော့ပါစောက်ကြည့်လာတော့အေးတာပြောပုံချပါဦး ဘာကြောင့်မလို့လေ อืม ဒါရောဦးစီကိုသွားပြီးသားတရားပေါ်မှာသွားပွားများတော့မယ်ဖေး အိုးရွာဦးစီတွေနှစ်ခါအောင်သွားတာဟောတရားပေါင်းတာပွားများမလို့တာအဖေသဘောကျတယ်ကွာအဲ့ဒါပဲအဲ့လူဆိုတာကဒီလိုပဲတာရဲ့တန်နေရဆိုတာရှိတယ်တန်နေရမှာရွှေမျိုးစိန်လူမိုင်အကုန်မျိုးကြီးပဲဒါကြောင့်ဘိုးပြူဆိုခဲ့တဲ့ချင်းတွေထဲမှာအဲ့တချင်းကိုအဖေအရန်ကြိုက်တယ်အေးအဲ့လိုပဲတာအဲ့တော့ငါသားလေးကတန်နေရတွေကိုအဆက်ဖြတ်ပြီးတော့ငါသားတရားမှတ်ပြီးအားထုတ်တော့မယ်ဗောခုဒါပဲဟိုသွားမှာ ရောဦးစီကိုပြီးသားသွားတော့မယ်ဖေး တားကြောက်တယ်မသွားနဲ့ ဘာလို့ အဖေသားရဲ့အနာမှာအဖေတို့ပါရမီဖြည့်တဲ့နေတဲ့ရွာဦးစီကြီးကိုဖေတို့သားမိသားဖိုင်အကုန်လိုက်ခဲ့ပဲကဲလာသွားမယ် မလိုက်ပါနဲ့ ဘာလို့လဲ ဘာလို့ရောဆိုတော့တားလီ အေး ခေါင်းထဲမှာဖေးတရားရောက်လာပြီဆိုတဲ့ အေး တန်ရောစင်ကျိုးတွေတော့အကုန်ဖြတ်တော့မှာပြီ တန်ရုံးတွေကျိုးတွေဟိုတောက်လေးကဖြတ်လိုက်ပြီ ပြောဖို့ဆိုးလေ ဟိုတန်ရုံးတွေကျိုးတွေဖြတ်တော့မှာ တန်ရောစင်ကျိုးတွေတော့အကုန်ဖြတ်တော့မှာ အေးတန်ရုံးတွေကျိုးတွေဖြတ်တာနဲ့အဖေတို့လိုက်တာနဲ့ဘာဆိုင်လို့လဲတိုင် အဖေမိသားစုတန်ရောစင်ကျိုးဆိုတာရှိသေးတယ်လေဖေးရဲ့ တို့အရင်ဖြတ်တာလား ဟုတ်တယ် မွေးရကျုံနဲ့လိုက်တာဟောငါတို့အရင်ဖြတ်တာဟောတာတို့အရင်ဖြတ်တာအတန်ရုံးတွေကျိုးဟမ်ငါတို့အရင်ဖြတ်တာအေးပါတာရဲ့ မိသားစုဒါသွားတော့မယ်ဖေး အေးတာလေးတော့ပါ ညနိုး ညနိုးမလေးဖင်နာညနိုးတော့ညနိုးကမင်းကောင်မလေးလေ မဟုတ်ဘူးလေအဲ့ရင်ဆုံးဖြတ်မဲ့လူနာမည်ကိုရင်ခေါ်လိုက်တာ Oh my god ညနိုးဖြတ်တော့မှာ ညနိုးဖြတ်တော့မှမို့လို့ အဲ့ဒါကြောင့် ညနိုးနာမည်ကိုအရင်တားတာ အဲ့ကြောင့်တားလိုက်တာ ဟာတားရဲ့မွေးရဂျွန်းနဲ့လိုက်တာအေးအော်ဖြတ်မဲ့သူရဲ့နာမည်ကိုအရင်တားတာအေးကောင်းတယ်တာ ဖင်ငတာ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  အော်ငါအရင်ဖြတ်သွားတာ ဖေးတွေရင်ဖြတ်သွားတာ အေးငါ့ကိုအရင်ဖြတ်သူငါ့ကိုဖေးတဲ့စောင့်နေကတ်နေလည်းမသိဘူးဘာပဲပြအဖေကျင်တဲ့ဖာတဲ့တားရဲ့အဖေကိုအရင်ဖြတ်သွားတာ ဟောရှင်ရလဲလေ မွေးရဂျွန်းနဲ့ခွေးသား ခွေးသားဆိုတော့ရှင်ခွေးပြီပါ ဟုတ်လား အေး အေး ဘာဖြစ်နေရတော့ အေးရောက်သွားပြီငါသားတောင်းစင်ကျိုးတွေဖြတ်နေတာတော့မလားငါလည်းကျိုးတော့ဖက်ရအောင် နေကျိုးလေ တန်ရုံးစင်ကျိုး ဩ ဦးသားရေဦးသားရေဟဲ့ဘယ်လိုတော့ဘာလို့ဘာဖြစ်လို့လဲဟမ်လူတော့ အာဒီမှာ ဟမ်ဘယ်လိုလူလဲ ဒီမှာသွားမယ် သွားစီတာလေမင်းလည်းမဲသိမ်းတာပဲကွာ ဒုက္ခပဲ ကဲလူရင်ပြောပါတော့ ဦးသက်တာကဇာနီကို ဟာငါသားစံကြီးကိုကြောက်တော့ပြောမနေတဲ့ဟဲ့ရောက်မွေးရကြနတ်လို့ငါ့ကိုအခုတို့တာရုခေါ်နေတာငါသားပြောတယ်မင်းသိလား မသိဘူးလေ ပြောပြလိုက်စမ်း တရားအားထုတ်ဖို့ဖယားကိုသွားတယ် ဖျားသွားတယ် ဟုတ်တယ် ဖျားသွားတာမဟုတ်ဘူး तू ကညနိုးဆိုတဲ့ကောင်မလေးသွားချင်းတွင်းနေတာ ဘီ ဘာအဲ့ဘာအများဘီရဲ့ကြည့်စမ်းအ မော မေ င် ကလည်း ဒေါသချွတ်နေလို့ဘာညနိုးက ညနိုးနဲ့ချင်းတွင်းနေတယ် ညနိုးချင်းနေ ဟုတ်တယ် ပင်နာမလဲ ကြွားထိတ်မှာ ဟာအခုဘာလုပ်နေလဲ ချင်းတွင်းနေတယ်လို့ ချင်းတွေ့နေတယ်ဟာငါတို့ပြောတော့မင်းဖယားတော့တရားအောက်ထုတ်မယ်လေငါ့ကိုဓာမျိုးလာလုပ်လို့မရဘူးငါ့ကိုဓာမျိုးလုပ်လို့မ အဲ့ ရ ဒါကျွန်တော်ပြောတော့သွားမပြောနဲ့ဟုတ်နော်ကျွန်တော်ပြန်ညာရှာနေဦးမယ် အေး သွားပြီသွားပြီ ဟုတ်ပြီဟုတ်ပြီဒီအဲ့ဒီလုံးမရဘူးလေအကောင်တော့ငါတိုင်းမရမလား အဲ့ဒါမနိုင်ဘူးဘယ်လိုလဲဘယ်ကျမတော့